မိတ်ဆွေတို့အလုပ်ခွင်မှာကြံကြံကောင်းတွေရှိနေရင်လည်းဘာလို့မပြောပြကြတာလဲကြောက်နေလို့လားဒါမှမဟုတ်ကိုကဘာပဲဆွေးနွေးညင်းပယ်ခံရတာမျိုးလားဒီလိုလုပ်ငန်းခွင်မျိုးမိတ်ဆွေတို့ကြုံမှုကြလားလုပ်ငန်းခွင်မှာအန္တရာယ်ကင်းဖို့ဆိုရင် safety shoe တွေ helmet တွေကိုမဖြစ်မနေဝတ်ဆင်ကြရပါတယ်ဒါတွေကအသင်းရဲ့ရုပ်ပိုင်းဆိုင်ရာ safety အတွက်ပြင်ဆင်ကြတာပါဒါပေမဲ့မိတ်ဆွေတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေရောမလို့လဲလုပ်ငန်းခွင်မှာဝင်လင်းမြင်သာစွာဆွေးနွေးနိုင်ခွင့်ရှိရလားမှားသွားမှမကြောက်ပဲရဲရဲဝံ့ဝံ့ပြောဖို့လမ်းခွင့်ပေးထားပါသလားဒီအချက်တွေနဲ့ပတ်သက်ပြီးတင်ချုပ်တီးခံထားရတယ်လို့ခံစားနေရရင်ဒါဟာအသင်းလုပ်ငန်းခွင်မှာ psychological safety မရှိသေးတာကိုပြသနေတာပါ psychological safety ဆိုတာကိုလုပ်တဲ့အမှားဒါမှမဟုတ်ကိုပေးတဲ့အကြံဉာဏ်တစ်ခုကြောင့်ဘယ်သူကမှကိုကိုအထင်သေးမှအပြစ်တင်မှမဟုတ်ဘူးဆိုတဲ့ယုံကြည်စိတ်ချရမှုမျိုးပါဒါမျိုးရှိမှသာလူတိုင်းကသူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုရဲရဲဝံ့ဝံ့ထုတ်ဖော်နိုင်မှာပါကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ဒီမှာ physical safety တွေကိုသာအဓိကထားနေကြပြီး psychological safety ဘိုင်းကိုကောင်းမွန်အောင်လုပ်ဖို့တော့မြင့်ရော်နေတတ်ကြပါတယ်မိတ်ဆွေတို့ရဲ့လုပ်ငန်းခွင်တွေအကြောင်းလေးလည်းဆွေးနွေးပြခဲ့ကြပါဦး psychological safety ဘာလို့လိုအပ်တာလဲဆိုတဲ့ခေါင်းစဉ်နဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်